င်္ဂလာပါညီကိုတို့အတွင်းကတစ်ထည့်ကိုမစော်ပဲအမြဲဝင်နေဘာဖြစ်မလဲဟာဒီကောင်သမီးညက်ပါသေးကနောက်တရက်လောက်ထောက်ဝက်လိုက်အောင်မယ်ဆိုတဲ့အတွင်းမျိုးတွေးဖို့တယ်မလားအဲ့လိုတွေးဖို့လဲဆိုရင်တော့အဲ့ဒီအတွေးတွေကိုချက်ချင်းရက်ပြစ်လိုက်ပါအတွင်းကကိုမစော်ပဲဝက်တော့ကအရန်ကိုအန်ဒီရဲ့များလုံးလာပါလေဒီအထက်မှာရုံစရာကောင်းတဲ့စိုးကျိုးလေးချက်ကိုကျွန်တော်ပြောပြပေးသွားမှာပါနံပါတ်1အချက်ကတော့မှုတ်ဆွဲခြင်းနဲ့ရရန်ခြင်းဖြစ်ပါတယ်အတွင်းကဆိုတာချွေးတွေကိုစိတ်မတင်နေရပါဒါကိုမစော်ပဲထားရင်မှုတွေပေါက်ဖို့အကောင်းဆုံးနေရာဖြစ်ပါတယ် No ရလကတော့ပေါင်ချမ်းတွေရလာမယ်နေရလာမယ်အမျိုးသားတွေအတွက် Josh is နဲ့အမျိုးသမီးတွေအတွက် Yeast infection လို့ခေါ်တဲ့ယောဂပိုးတွေဖြစ်ပေါ်နိုင်ပါတယ် Stop it ဒုတိယချက်ကတော့ watch hand နဲ့အဖို့ပိတ်တွေဖြစ်ပါတယ်မြစ်ပင်နေတဲ့အတွင်းကအဝတ်တွေကချွေးပေါက်ကိုပိတ်ဆို့စေပါတယ်အညစ်အကြေးတွေကအရေပြားကိုပုတ်တက်ပြီးတင်ပားနဲ့ပေါင်နှံတစ်ဝိုက်နာကျင်ရတဲ့အဖို့ပိတ်တွေပေါက်လာတတ်ပါတယ်နံပါတ်3ချက်ကတော့အနံ့ဆုံးထွက်ခြင်းပါ Nice ဘက်တီးရီးယားတွေကချွေးကိုရမ်းကျက်ပါတယ်မစော်ရတဲ့အတွင်းကမှာဘက်တီးရီးယားတွေပေါ်များလာတဲ့ကအင်မတန်ဆိုးရတဲ့အနံ့ထွက်လာတတ်ပါတယ်ကိုယ့်ဘာသာကိုယ်အနံ့ရင်းနေတော့ဘေးလူတွေကကောင်းကြီးအနံ့ရပါလိမ့်မယ် Nice နောက်ဆုံးနံပါတ်4ချက်ကတော့အန်ဒီရဲ့အစီဆုံးပါပဲဝမ်တော်ပြီးကြံခဲ့တဲ့မစင်စတွေက E. coli လို့ခေါ်တဲ့ဘက်တီးရီးယားကတ်ကြံနေတတ်ပါတယ်ဒါကိုရေစင်ဝက်ရင်ဒီဘက်တီးရီးယားတွေကစီလန်းကြောင်းနဲ့ဝင်ပြီးစီးရောက်တာစီလန်းကြောင်းပိုးဝင်တာတွေဖြစ်တတ်ပါတယ်နောက်ဆုံးမှာဆွေအောင်ဝင်ပြရတဲ့အထိဖြစ်တတ်ပါတယ်ဒါကြောင့်မပြင်းကြပါနဲ့အတွင်းကောင်နေတဲ့လေးပါတေချာဆောဖို့ပါဂျမ်းမာရေးအတွက်ဘိုးဆော်တဲ့အချိန်လေးနည်းနည်းလေးတော့ပေးလိုက်ပါ Yeah boy တွေ့မငယ်ချင်းများလဲဒီလိုမှားမျိုးမလုပ်မိအောင်ဒီဗီဒီယိုလေးကိုမျှဝေလိုက်ပါဦးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်